ဒီຫນွေဦးကဘသူຫນွေဦးလဲအနည်းဆုံးရန်သူကိုတိုက်ဖို့ပြောခဲ့တဲ့32နှစ်သားလူကြီးလူကောင်တယောက်ရဲ့ຫນွေဦးလားတူနီးရှားလမ်းဘေးဈေးတဲ့တယောက်ရဲ့ဂုံတိတ်ခါကိုကြားပြောက်ခဲ့ရတဲ့ຫນွေဦးလားကေတာဦးမှာဗတောက်ဘူးတွေဝင်နေတဲ့အမေဦးတယောက်ရဲ့တကြံຫນွေဦးလားຫນွေဦးကလေယူးနဲ့အချိန်ချင်းလွင့်ပါခဲ့ရຫນွေဦးကဧပြီယူခဏခဏလောက်ခံရຫນွေဦးကနေမထူးတင်မထူးမှုမထူးဆက်တွင်ခင်းခဲ့ရဒါပေမဲ့ຫນွေဦးကຫນွေဦးပဲလေငါမသိဘူးရေကူးတတ်တယ်ဆိုရင်ຫນွေဦးစစ်ပေါ့မူဆိုလိုနီကိုကျိုးစင်စတင်ခဲ့တဲ့ຫນွေဦးလီနင်ရုပ်ထုတွေကိုဖြိုချခဲ့တဲ့ຫນွေဦးကြွတ်တကောင်လိုဆရန်ဟူစိန်တွင်းအောင်ခဲ့ရတဲ့ຫນွေဦးဂရာဗီကိုလမ်းမပေါ်ခွေးဆွဲသလိုဆွဲခေါ်လာခဲ့တဲ့ຫນွေဦးဖောင်းကားနေတဲ့ຫນွေဦးတွေကိုသူ့ဘေးလွယ်ကြီးရဲ့ထဲလို့တကြော့နှစ်ကြော့တေးဥတီလို့ဦးကြီးအိုမှာလေကလေးတချွန်ချွန်ຫນွေဦးပေါ့လူသူ၄ပါးကင်းမဲ့တဲ့ကားစီး20တပြိုင်တည်းမောင်းလို့ရတဲ့လမ်းမကြီးပေါ်နင်းလျှောက်လို့လန်ဒန်ထက်၄စားလောက်ကြီးတဲ့မြို့တော်ကြီးစီတခုသောຫນွေဦးမှာအရောက်သွားအောင်မဲ့ຫນွေဦးအဲ့ဒီကြမှာသူ့ကိုယ်သူဂျူလီယက်စီဇာလိုနဲ့ရဲတိုက်ကြီးပေါ်ခြေထောက်တစ်ဖက်တင်ပြီးကျူးရင်လိုက်လိမ့်မယ်စနွင်းအောင်တောက်နေတဲ့အတန်ဝါဝါကြီးနဲ့ຫນွေဦးလာတယ်ຫນွေဦးမြင်တယ်ຫນွေဦးအောင်ပွဲခံတယ်ပြီးတော့မှຫນွေဦးကຫນွေဦးကိုပြန်မေးလိုက်မယ်ဒီຫນွေဦးကဘသူຫນွေဦးလဲပြီးရင်နောက်ထပ်ຫນွေဦးတစ်ခုစီတောမီလို့စကူရအောင်မှမို့မြက်8ရက်ဧပြီလ2019